စစ်တီတွေကလန်တွေနဲ့မြေကြီးတဲကိုတောက်လျှောက်ထိုးဆိုင်လိုက်တဲ့အခါမြေအောက်မှာပုံနေတဲ့နင်ဂျာတွေအားလုံးပေါ်ထွက်လာခဲ့ပါတယ်။ဒါပေမဲ့ဒါဟာစစ်တီတွေရဲ့တော်ဆွမ်းမှုကြောင့်မဟုတ်ပဲသူတို့တက်ထဲမှာနင်ဂျာတစ္ဆာဖောက်တစ်ယောက်ပါနေလို့ဖြစ်ပါတယ်။ဒီတစ္ဆာဖောက်ဟာနင်ဂျာတွေဘာမှမလုပ်နိုင်အောင်ဘယ်နေရာမှာပုံနေလဲဆိုတာတေချာသိနေခဲ့တာပါတစ်ပင်လိုဟန်ဆောင်ထားတဲ့နင်ဂျာတွေကိုတော့သူကအလွယ်တကူရှာတွေ့သွားခဲ့ပါတယ်ရုပ်ဖြတ်တာပေါ်သွားတဲ့အခါနင်ဂျာတွေအသက်လွတ်ပြေးကြရပြီးနေတဲ့သူတွေကတော့ဓာတ်စာဖြစ်ကုန်ကြပါတယ်ဒါပေမဲ့သူတပည့်တွေအသက်ခံနေရတာကိုကြည့်ပြီးနင်ဂျာကောင်းဆောင်ကတော့လုံးဝစိတ်လှုပ်ရှားခြင်းမရှိပါဘူး။ဘာလို့လဲဆိုတော့စစ်မြေပြင်မှာအထက်တန်းစားနင်ဂျာတွေပုံအောင်နေသေးတယ်လို့ကောင်းကင်ဘော်ကနေနက်ဖျားတွေလိုဆင်းသက်လာတဲ့စစ်ကူနင်ဂျာဖွဲ့တွေလည်းရောက်ရှိလာလို့ပါပဲ။ကောင်းဆောင်ရဲ့မိတ်ပေးလိုက်တာနဲ့နင်ဂျာတွေအကုန်စစ်တီတွေကိုထိုးစစ်ဆင်ပါတော့တယ်စစ်တူကြီးကတော့နင်ဂျာတွေရဲ့ရှေ့တန်းတိုက်ခိုက်နိုင်စွမ်းကိုအထင်သေးပြီးတူနိုင်ပြီလို့ထင်ခဲ့တာပါ။ဒါပေမဲ့ဒီနင်ဂျာတွေဟာဟန်ဆောင်ရုံမကပဲအဖွဲ့လိုက်တိုက်ခိုက်မှုနဲ့လှုပ်ဝက်လက်နက်တွေကိုကျွမ်းကျင်စွာသုံးနိုင်တာကိုသူမသိခဲ့ပါဘူး။ဒါကြောင့်စစ်ပွဲအခြေအနေဟာချက်ချင်းပြောင်းလဲသွားပြီးစစ်တီတွေဆုတ်ခွာခဲ့ရပါတယ်။သူတို့ရှုံးတော့မယ်ဆိုတာသိသွားတဲ့အခါစစ်တူကြီးကဘရင်ကိုအရင်လွတ်မြောက်အောင်လုပ်ပေးခဲ့ပါတယ်။ဒါကိုနင်ဂျာဂျေမီကမြင်သွားပြီးတယောက်တည်းလိုက်သွားခဲ့ပါတယ်။ဒါပေမဲ့ဘရင်ကိုမိခန်နီးမှာပဲအဝေးကနေမြားတစင်ပစ်ခတ်လိုက်တာကြောင့်ဂျေမီကောင်းကင်ဘော်ကနေပြုတ်ကျသွားခဲ့ပါတယ်။ဒီမြားကိုပစ်လိုက်သူကတော့စစ်တီ1000နဲ့ရန်သူ3သိန်းကိုအနိုင်ယူခဲ့မှုတဲ့အတော်ဆုံးစစ်တူကြီးပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီလောက်တော်တဲ့စစ်တူကြီးတောင်မှဂျေမီကိုလုံးဝအထင်မသေးရပါဘူး။တကယ်လဲဂျေမီဟာအဆိုပါများကိုကာကွယ်နိုင်ခဲ့ပြီးဒုတိယအကြိမ်တိုက်ပွဲကိုစတင်လိုက်ပါတယ်။ဂျေမီကလေထဲကိုခုန်တက်ပြီးစစ်တူကြီးကိုတိုက်ခိုက်ခဲ့ပေမဲ့စစ်တူကြီးရဲ့လန်ကဂျေမီရဲ့ရုပ်တုအတုကိုပဲထိသွားခဲ့ပါတယ်။ဂျေမီကအတုကိုဖယ်ပြီးပြန်တိုက်ပေမဲ့စစ်တူကြီးကမြန်ဆန်စွာနဲ့ပဲဓာတ်ကိုဆွဲထုတ်ပြီးဂျေမီကိုမြေပြင်ပေါ်ခုတ်ချလိုက်ပါတယ်။အားလုံးကပေါ့ဆသွားချိန်မှာဂျေမီကပြန်လို့လာခဲ့ပါတယ်။တကယ်တော့သူဟာတိုက်ပွဲမဝင်ခင်ကတည်းကအကာအကွယ်တွေပြင်ဆင်ထားခဲ့တာပါခုနကခုတ်ခံလိုက်ရတာဟာသူ့ရဲ့တန်ချက်ကပဲဖြစ်ပါတယ်။ဒီလေးလံတဲ့တန်ချက်ကကိုချွတ်လိုက်တဲ့အခါဂျေမီရဲ့လှုပ်ရှားမှုတွေဟာအစမတန်မြန်ဆန်လာပြီးစစ်တီတွေရဲ့တိုက်ခိုက်မှုတွေဟာသူ့အတွက်စလိုမိုရှင်းဖြစ်သွားခဲ့ပါတယ်။ဂျေမီကစစ်တီတွေကိုအလွယ်တကူရှင်းထုတ်ပြီးစစ်တူကြီးစီအကပ်မှာဘရင်ဖြစ်သူကချောင်းမြောင်းတိုက်ခိုက်လိုက်ပါတယ်။အကွာဝေး2မီတာပဲရှိတော့တာမို့ဂျေမီမှာတုတ်ပြန်ဖို့အချိန်မရလိုက်ပါဘူး။နောက်ဆုံးမှာတော့ဘရင်ပစ်လိုက်တဲ့မြားကြီးကြောင့်ဂျေမီဟာမီတာရာပေါင်းများစွာအဝေးကတစ်တော်တဲ့ကိုလွင့်ထွက်သွားခဲ့ရပါတော့တယ်။